ကြည်တယ်လို့ဖြတ်တန်းလိုက်တော့တူရတွေကစုမိသွားပြီးမတူတာတွေကတဖြည်းဖြည်းအဝေးရောက်သွားတယ်သူတိုင်းကိုလည်းတမ်းမညိတယ်လို့ကိုနေထိုင်မှုကသူတို့နဲ့မတူလို့လည်းအဝမ်းမနေဘူးဖြစ်လည်းမဖြစ်နိုင်ပါဘူးအများကြိုက်အောင်လည်းမညီတတ်ဘူးဒီပေါ်စီကဒီအထက်ရောက်နေပြီမဲ့ဘယ်နေရာမှအတော့မတည့်ဘူးလေယက်တီချက်မတူရင်ယုံကြည်ရလည်းမတူနိုင်လို့တစ်ဖက်လူရဲ့လက်ညှိုးတွေထပ်နေပါစေဒီလူဆိုင်မနေလူတိုင်းအမြင်အမျိုးမျိုးရှိနိုင်ပါတယ်ယုံကြည်ရမတူလို့အများအကြိုက်လိုက်เสียမှမလူတာကိုလုံးเสียရှိတာကိုယုံကြည်ကြည်နဲ့ရေရေဝဝလုပ်နေဖို့ပဲလိုတယ်လေ